Hello ဒီနေ့မှာတော့ရာသီစာလေတမဟိရေနဲ့မကြီးကြီးစိမ့်ကြော်မှာဖြစ်ပါတယ်တမဟိရေကတော့ထွေထွေတူတူဘာမှတော့မရှိပါဘူးသူကရေနဲ့ပြုတ်လိုက်ရုံပါပဲစီမကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ဒီဟင်းလေးကတော်တော်ကောင်းပါတယ်ပါလဲဆိုတော့လေထူးထူးခြားခြားမရှိပါဘူးကိုမှရှိတဲ့အိမ်ကအသီးရွက်နဲ့ချက်လိုက်လို့ရပါတယ်တမဟင်းဆိုပေမဲ့မြို့ပေါ်မှာချက်ရင်တော့ဈေးရကြီးပါတယ်အသီးရွက်တွေကဈေးကြီးလို့ပါတမဟင်းချက်ဖို့ဆိုရင်တော့အရင်ဆုံးမြင်ငပိပေါ့နော်မြင်ငပိကိုစူအောင်တိတ်လိုက်မယ်ပြီးွားလို့ရှိရင်စက်သွန်ဖြူလေးထည့်လိုက်မယ်ပေါ့နော်ပြီးရင်တော့ကိုမှရှိတဲ့အသီးရွက်ထည့်လို့ရတယ်ရှိတဲ့လောက်ထည့်လို့ရတယ်ပေါ့နော်ဒီထဲမှာချက်ပြထားဆိုရင်မြစ်ပါမယ်ခရမ်းသီးအသေးလေးပါမယ်ဘူးညွန့်ပါမယ်ပင်စိမ်းပါမယ်နောက်ထပ်ရွှေပြုံသီးတို့ကြောက်ပြုံသီးတို့အဲ့လိုမျိုးကိုကြိုက်တဲ့အရွက်တွေထည့်လို့ရတယ်ကွာအစုံထည့်လို့ရတယ်ဒီတိုင်းပလိန်ချက်လို့လည်းရတယ်ဒါမှမဟုတ်ကိုကပစုံလေးနဲ့အခက်ချက်မယ်ဆိုလည်းရပါတယ်ချင်းဆက်လေးတောက်ချင်တာမလို့မကြီးရေလည်းထည့်လိုက်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်အရသာနေနဲ့ကတော့ငပြရေအချိုမုတ်စားတာပဲထည့်ရပါတယ်ကြတော့ကိုအိမ်မှာကိုစားနေကြအရသာတိုင်းကိုလိုမျိုးအသားဟင်းမပါဘဲနဲ့ပစုံ9000မဝယ်ပြီးတော့ဒီဟင်း၃မျိုးမှာပစုံနေပါပါတယ်နော်ပစုံရှာမတွေးမှာဆိုလို့ပြောပြတာနော်ဒီဟာကတော့မြကြီးသီးစိမ့်ကြော်မှာပါဒီကျက်တုံမြကျက်တုံကြီးကြိတ်ထားတာကိုစီတက်လိုက်မယ်ပေါ့နော်နဲ့နွဲလာပြီဆိုရင်အယောင်တင်မုတ်ရေခွဲချမ်းရထပ်ပြီးတော့စီတက်လိုက်ပါမယ်ဒီဟင်းမှာလည်းပစုံအခက်လေးထည့်ပေးထားပါတယ်ဒီအစိမ့်ကြိတ်ထားလေးလည်းထည့်မယ်အရသာနေနဲ့ဆိုရင်ခြုံမုံစားငပြရေအဲ့လိုထည့်လို့ရပါတယ်ဒီစားလေးနှက်ဆောင်တည်ပြီးသွားရင်ဒီအနေထားရောက်လာပြီဆိုရင်ဒါစားလို့ရပါပြီတို့ကတော့အသားဟင်းတဲ့ဒီလိုဟင်းနေဆိုအရင်ကြိုက်ပါတယ်နောက်ဟင်းကတော့ရှိတဲ့အရွက်တွေကိုအကုန်လုံးပေါင်းကြော်လိုက်တာပါပစုံနဲ့ကြံလာရဲ့မုံလာဦးနီရဲ့ဒီပဲကဘူစားပဲလားမသိဘူးအဲ့ဒါလေးနဲ့ရိုးကြော်လိုက်ပါတယ်ဒီဟာဆိုရင်လည်းအရင်စားကောင်းတဲ့အရွက်ကြော်လေးတစ်ပွဲရပါပြီဝေးရသည်နဲ့ဒီလိုဟင်းတွေကလုံးဝတွဲဆန်မိရဲ့ဟင်းတွေရတာလည်းလွယ်ကူသလိုစားရတာလည်းအရင်စားကောင်းတဲ့ဟင်းတွေမို့လို့လိုက်ချက်စားကြည့်တော့ကတော့ဒီလောက်ပါပဲเนาะနောက်ရက်တေးကြမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်